အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်သွားလဲခဲ့တဲ့နေရာလေးတစ်ခုကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ page ကိုကြိုဆိုပါရစေပေါ့နော်ကျွန်တော်က live story net for you ရဲ့ admin လေးပါပေါ့နော်ကျွန်တော်ရဲ့ page တစ်ခုစလုံးကို like and follow လေးလောက်ချပေးပါအောင်ပေါ့နော်လုံးခဲ့တော့အပတ်တော့ကလေကျွန်တော်ကကြာစုကြပန်းချံကိုသွားလဲခဲ့တယ်ပေါ့နော်အဲ့ဒီမှာကြာစုကြပန်းချံကိုသွားလဲခါမှာကျွန်တော်ကပန်းပင်နှမျိုးတွေ့ခဲ့တယ်ပေါ့ပထမပန်းပင်ကချမ်ပူဖန်တေအဲ့ဒါကျွန်တော်တင်ပြီးတော့ပြီခုဒုတိယပန်းပင်ချောင်းကတော့ဗာလဲဆိုတော့တပြေဘူတာပေါ့နော်ဒါကမြန်မာလိုခေါ်တယ်ပေါ့နော်အခေါ်ဝေါ်ရင်မှားခင်တော့ sorry ပါလို့ပြောချင်တယ်လောကလေး TV ကြောက်စကြပန်းချံမှာဒီပန်းပင်ကအများကြီးကွေနေတယ်ပေါ့နော်အရန်လှတယ်ဘာဖြစ်လို့ဒီပန်းချံကိုကြည့်လိုက်တဲ့အခါမှာအဝါရောင်တစ်တော်လိုမျိုးပဲပေါ့နော်ပြောင်းလဲတော့တယ်အရန်ကိုလှတယ်ကျွန်တော်ကဒီဗီဒီယိုထွားရိုက်ထောင်းကတော့လုံးခဲ့တော့ပါပေါ့နော်မတ်လာတရက်နေ့မှာကျွန်တော်ထွားရိုက်ခဲ့တယ်အခုထွားလဲမှီတယ်ပေါ့နော်အဲ့လိုကိုကထွားလိုက်တဲ့အဲ့ဒီပန်းချံထဲမှာဒီလိုကျွန်တော်ရိုက်ထားနေရပန်းမတွေ့ခဲ့ဘူးဆိုရင်အခြားနေရာတွေရှိတယ်ဒီကြဆိုကြပန်းချံမှာလေပန်းချံကနောက်ထပ်တစ်ခုရှိတယ်ဘေးမှာ profile ပန်းချံနဲ့နောက်တစ်ခုကတော့ Spring Series ပန်းချံအဲ့ဒီနားဝိုင်းမှာလည်းဒီပန်းပင်ကအများကြီးရှိတယ်ပေါ့နော်လိုက်ရှာကြည့်ပေါ့အချိန်တော့ပေးရတယ်ပေါ့နော်ကျွန်တော်ကအမြဲသွားနေကြမို့ပန်းပင်ပင်နေရရှိတယ်ဆိုတာကျွန်တော်ကသိတယ်ပေါ့နော်ဒါကြောင့်သူများတွေပြောတယ်သွားတော့ကဘာမှမတွေ့ခဲ့ဘူးဘာညာပေါ့နော်အမှန်ကရှိတယ်ပေါ့နော်ကျွန်တော်ကဂျပန်နဲ့ပြီးကျွန်တော်က AI ထိုက်ပြီးတော့လုံးမသားဘူးပေါ့နော်ကျွန်တော်ကအရှိတိုင်းပဲရိုက်ထားတယ်ဒါပေမဲ့ edit နည်းနည်းပဲထည့်လိုက်ရအောင်ပဲပေါ့နော်ဒီနေရာကိုဘယ်လိုတွားရမလဲဆိုတာကိုမသိတဲ့သူတွေအတွက်ကကျွန်တော်အပြောပြမှာဖြစ်ပါတယ်အချို့လူကသိပြီးသားပဲဒီပန်းချံကိုတွားတဲ့အခါမှာဘယ်နေရာလဲဆိုတော့သူနာမည်ကြောက်စရာပန်းချံပေါ့နော် PDF မော်ချစ်နဲ့ရောက်တယ်နောက်ပြီးတော့ MRT နဲ့ဆိုရင်တော့ကြောက်စကြမှာစင်းရမှာဖြစ်တော့ line ကပေါင်းများစွာလည်းရှိတယ်ပေါ့နော်ဒီပန်းချံရောက်တဲ့အခါမှာဘယ်လိုပြောလဲကျွန်တော်ကအားလိုက်ရက်ရောက်တိုင်းမှာနော်ဒီလိုပဲမှသွားစားမရှိဘူးဆိုဒီပန်းချံကိုအများတိုင်းရောက်ဖြစ်ခဲ့တယ်ပေါ့နော်အရန်ကိုလှတယ်ဗပြရာဒီပန်းတယ်များပြစွာရှိတယ်ပေါ့နော်အခုပန်းတဲ့တဲ့ site ထားတယ်ကျွန်တော်တွေ့တဲ့နေရာပန်းတကယ်လို့ပြီးခဲ့မယ်ဆိုရင်တော့ကျွန်တော်ကသွားပြီးတော့ပြန်ရိုက်ပေးမယ်ပြန်ပြီး update ပေးမယ်နော်ကဲဘန်ကောက်နေရာမှာဘယ်နေရာလှလဲဘယ်နေရာသွားလဲဖို့ကောင်းမယ်ဆိုရင်တော့နော်ကျွန်တော်ရဲ့ page for you က live story ရောနော် like and follow လုပ်ပေးပါနော်ကျွန်တော်ကအမြဲတမ်း update ပေးမှာဖြစ်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ် bye bye